မဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေဘယ်လောက်ထိခံထားလဲဆိုတော့ကျွန်တော်တက်တည်ပြချင်တာပါနေခင်းကာဆိုတဲ့မိန်းမကောင်းမဟုတ်ဘူးသူတို့တမိသားစုလုံးမကောင်းဘူးသူတို့ညီမနှစ်ယောက်လာယောက်ျားတွေခြူစားနေတာနေခင်းကတွဲနေမင်းတယောက်တည်းမဟုတ်ဘူးရှားယူမှုတိုင်းရဲ့နောက်ွယ်မှာပေးဆက်မှုရဲ့တန်ဖိုးဟာကပ်ပြီးတော့လိုက်လာမှာနော်။ကျွန်တော်တို့အဲ့လိုမျိုးတယောက်နဲ့တယောက်ဘာမှမဖြစ်သလိုအထားလေးနဲ့မိတ်ဆက်ပေးပြီးဆိုရင်မှခိုးခိုးကြိတ်နေပြီအများကြီးပဲ။ကိုကြီးဘဝရဲ့လိုအပ်ချက်တွေကိုမင်းဖြည့်ဆည်းခွင့်ရှိတာ။မင်းကန်ကောင်းခြင်းနေပါ။ကိုကြီးတေလို့တော့ရတယ်ကွာ။မင်းနဲ့ဘိုးတော်เนี่ยငားနေတာတဲ့။အဲ့တလောကလောကသိတယ်ငါတယောက်တည်းမသိတာ။နွားလေးသူကနွားလေးငါဖေဖေပြောတော့ကျေးဇူးရှင်တယောက်ကိုပေးလိုက်တယ်ဆိုအဲ့မိမကျေးဇူးရှင်လားခုချိန်မှာနင့်ဖေကငါဒါဆိုတာနော်ကျေးဇူးရှင်ကိုကြိုက်ဘူးငါမှမိသားစုရှိမှန်းသိရတဲ့ကိုနားလေပြီးတော့ချစ်တာမင်းရဲ့တကယ်နှလုံးသားလေးအရှင်တကယ်ကကြုတ်ငါစုံလုံးကဲအောင်ချစ်ပြီးတော့ခက်ခက်ရရနဲ့လက်ထက်ဝင်တောင်းနေတာဟုတ်မင်းတန်လို့လားငါကောင်းမှဂျိုပေါက်နေတော့ငါတန်တယ်လို့ထင်နေတဲ့ကောင်နင်တို့တန်မြန်နှစ်စားကိုလေဟိုကဆွဲညှက်ပြီးတော့မှွေသွားမှာသူတို့ကစားဖားတယ်ယောက်ျားတယောက်နဲ့မိန်းမတယောက်ပတ်သက်ခဲ့ဘူးဆိုတာခုခေတ်မှာစမ်းလို့လားအယူမင်းကကွာရှင်းပေးပါဖေဖေကအဲ့ဒီမိန်းမတယောက်အတွက်သမီးတို့ဒီမိသားစုလဲမလို့သူ့ကြောင့်ပါသေးတယ်မင်းမွေးကြိုက်လေသမီးတို့ဖြစ်ဖြစ်နောက်လူဆိုတာမရှိခဲ့ဘူးဆိုရင်မမေရဲ့အဲ့ဒီအားနေချက်ဆိုတာတွေကိုသူတိခံနိုင်အောင်ပါပေါ့ကို့အပေါ်နားလေပေးနိုင်မဲ့သူကိုရှာတာနားလေပေးနိုင်မဲ့သူဒါဆိုကျမအောင်သမီးတို့လိုချင်တာဖေဖေရဲ့မြစ်တာပါ။နောက်မင်းမယူလိုက်တိုင်းကိုမွေးထားတဲ့သားသမီးကိုမချစ်လို့မှမဟုတ်တာ။လည်းမရှိလို့ကိုတေးသွားလိမ့်မယ်။ဆိုရဲတေးလိုက်တယ်